ဤသို့ဤပုံအခါခါကြုံခဲ့သူပညာတတ္တိတိတ်ခါရှိခဲ့သည့်ရှေးခေတ်မြန်မာတူဖြစ်သူရောအတွင်းဝင်ဦးဖိုးလိုင်၏ဘဝအစာကတကူလာ၏အပူရှိန်ကပြင်းလွန်းလာသည်သို့တော်ညအခါဖြစ်၍တော်သေးသည်မြင်းကြံမြို့အထက်တလုံးမျိုး၏ကျေးရွာတရွာဖြစ်သည့်ရွာပလဲရွာသည်တကူလာ၏စန်းစာလာရောင်အောက်တွင်တည်ငြိမ်အေးချမ်းစွာရှိနေသည်တည်ငြိမ်မရှိနိုင်ပဲစိတ်လှုပ်ရှားနေရသူကသတို့မင်းလာကြော်ထင်မှာဇနီးသည်မဲငင်း၏ညဉ့်ညူသံများသည်သူ့စိတ်ကိုပလောင်ဆူစေလျက်ရှိသည်ဟာတားယောက်ျားလေးဟိသတို့မင်းလာကြော်ထင်သည်မြန်မာတက္ကတိ1192ခုနှစ်နှောင်းတကူလဆန်း10ရက်တောက်ကြနေ့ညင့်3ချက်သည်တွင်တားလာရတနာမီရှူးတန့်စင်သည်ဟုမှတ်တမ်းပြုလိုက်သည်မှန်ပါသည်သတို့မင်းလာကြော်ထင်နှင့်မဲငိမ့်တို့အတွက်သာတားလာရတနာမဟုတ်ပါမြန်မာနိုင်ငံအတွက်ရတနာတပါတိုးပွားလာခဲ့သည်ကိုတော့ထိုအချိန်တွင်ညီသူမြကြိုတင်ခံမှန်းခဲ့ခြင်းမရှိခဲ့ပါထိုအချိန်တွင်မြန်မာနိုင်ငံ၏နောက်ဆုံးမင်းဆက်ဖြစ်သည့်ကုန်းမောင်ခေတ်ပါကုန်းမောင်ခေတ်ကိုအုပ်အော်မီကုန်းမောင်တီဟုအမတ်တင်ညာပြုထားသည့်1115ခုနှစ်ပထမဝါဆိုလပြည့်ကျော်6ရက်နေ့တွင်ရတနာသိန်ကရွှေဘိုကိုမင်းနေပြီပြုကအလောင်းဖျားဥအောင်စရာကအစပြုခဲ့သည်ဘိုးတော်ဖျားလက်ထက်တွင်အမရပူရဝါကြီးတော်ဖျားလက်ထက်တွင်အဝအင်းဝမင်းနှုံးမင်းလက်ထက်တွင်မန္တလေးရတနာဘုံတို့ကိုမင်းနေပြီတော်များအဖြစ်ပြောင်းရွှေ့စိုးစံခဲ့ပြီးတရုတ်မြန်မာစစ်ပွဲများအင်္ဂလိပ်မြန်မာစစ်ပွဲများလည်းအကြိမ်ကြိမ်ဖြစ်ခဲ့သည်ရောအတွင်းဝင်ဖြစ်လာမည့်မောင်လိုင်ကလေးမွေးဖွားချိန်ကတော့ရွှေဘိုမင်းလက်ထက်တွင်ဖြစ်သည်ရွှေမြို့တော်ကအမရပူရပါဗဒေတိတို့ဤထုံးစံအတိုင်းနန်းတွင်ရေးများလည်းရှုပ်ထွေးလာသည်မင်းခယောက်ျားကာနာတစ်ပင်ဟူသည့်စကားနှင့်ပြစ်ထွန်းပေါ်ပေါက်လာရလောက်အောင်ပင်နန်းတွင်အာနာလူပွဲတစားကံများအဖြစ်မိမှုထမ်းများနေမြင့်ညပြောက်ဘဝရောက်ခဲ့ရသည်ရင်တော်မင်းကြီးသရိုးမင်းလာကြော်ထင်လဲတဦးအပါအဝင်ဖြစ်သည်မကွေးမြို့ကိုအပိုင်စားရတော်လဲနန်းတွင်ရေးလှုပ်ခတ်လာသည့်အခါဗဒေတိခိဤရေစီချောင်းတွင်ရင်တော်မင်းကြီးမျောခဲ့ရသည်ဖြစ်ရသည်ကဒီလိုပါ1200ခုနှစ်တွင်ရွှေဘိုမင်းကျမရေးချွင်ရင်လာသည်ရင်းကိုအကြောင်းပြု၍သားတော်ပြည်မင်းသားကပုံကံထကြွရန်စီစဉ်သည်ရွှေဘိုမင်းကပုံကွယ်မှုကိုနှိမ်နှင်းနိုင်ပြီးသည့်နောက်ကျန်ရပါများအဖြစ်အနောက်နန်းမိဖုရားဂီတပညာရှင်မမြလေးနှင့်ရင်တော်မင်းကြီးကိုကွပ်မြင့်လိုက်သည်မင်းကြီးကတော့မိန်ကြီးသည်တားငယ်မောင်းလိုင်းကိုပွေ့ဖက်ထားလိုက်သည်လက်ပြန်ကျိုးတုပ်ပြီးမင်းတဲဒေးဝင်းရက်ဆန်နန်းတော်သို့ခေါ်ဆောင်သွားသည်ရင်တော်မင်းကြီးကိုမျက်ရည်များကြားကမှုံဝါးဝါးမြင်လိုက်ရသည်အဖြေသိနေပြီဖြစ်သည်ဖြင့်မင်းကြီးကတော့မိန်ကြီးသည်ရင်ထဲမှမချိအောင်ခံစားနေရသည်မြို့သိမ်းထားရသည်များကိုရင်ပွင့်အောင်ဖွင့်ကိုချလိုက်ခြင်းတော်လဲရာဇဝတ်သားဤဇနီးမယားဖြစ်နေသည့်အတွက်မတတ်တာတော့ပြီတားငယ်မောင်းလိုင်းကိုကြစ်ကြစ်ပါအောင်ဖက်ထားရင်ရာဇဝတ်သားဖြစ်သွားရသည့်ရင်တော်မင်းကြီးကိုမမြင်ရသည့်အထိလိုက်ကြည့်နေမိသည်ပုံမှန်စိတ်ပြောင်းနေသည့်ရွှေဘိုမင်းသည်လှန်တော်ကိုကင်တဲ့နန်းတော်အတွင်လူလာခောက်ပြန်လှုပ်ရှားနေရှောက်နေသည်ဒေါသကြောင့်မျက်နာတော်နီမြန်းနေသည်ရာဇဝတ်သားရင်တော်မင်းကြီးကိုလှမ်းမြင်လိုက်ရလျင်ပဲဘရင်ဤတောက်ခောက်တန်ကျေလောင်စွာပေါ်ထွက်လာသည်ရင်တော်မင်းကြီးစံနန်းတော်ထဲရောက်ပြီးဒူးထောက်ထိုင်လိုက်လျင်ပဲအာနာရမဲ့ဝင်းကားဆွတ်တဲ့တစ္ဆက်ဖောက်မမိုက်တာငါရဲ့လှံပြားမှာနင့်အသက်ကိုထားလိုက်မယ်ကဲရော့လှံတော်သည်ရင်တော်မင်းကြီးကိုထုတ်ချင်းပေါက်သွားသည်အနီရောင်သွေးများပန်းထွက်နေပြီရင်တော်မင်းကြီးသည်သွေးအိုင်ထဲတွင်မလုံးမရှက်ငြိမ်သက်လျက်ထိုအချိန်တွင်မင်းကြီးကတော့မဲငင်းဤအမျှဝေတံနှင့်ကြေးစီတံများသည်လေထဲတွင်ပြန့်လွင့်နေတော်လဲရင်တော်မင်းကြီးမကြားနိုင်တော့တအုပ်ဆံမိုင်းဘရင်စနစ်ဤစိုးညစ်လှသည်ဖြစ်ရသည်မောင်လန်ဤအသေးတွင်အမြဲဆွဲမြဲထင်ကြံရိပ်စေခဲ့သည်ရေနှဲငါးလိုဖြစ်ရသည်မဲငင်းသည်သားငယ်မောင်လိုင်ကိုတလုံးမြို့ကျပို့ရွာမဟာထေမြတ်ထံတွင်တာမဏေပြုပြီးပညာသင်စေခဲ့သည်